ဒီဂလူတာဆေးပလက်မှာပါဝင်တာကကြတော့ reduce glutathione active form အမျိုးအစားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကျမတို့ရဲ့ခန္ဓာကိုယ်ကသူ့အလွယ်တကူစုပ်ယူနိုင်တဲ့အတွက်မြန်ဆန်ထိရောက်တဲ့အာနိသင်ကိုအချိန်တိုအတွင်းမှာရရှိစေနိုင်ပါတယ်။သူက skin မှာဆိုလို့ရှိရင် dead spot လို့ခေါ်တဲ့အမဲဆက်တွေတင်းတိတ်တွေဖြစ်တာကိုတဖြည်းဖြည်းချင်းလျှော့ကျသွားစေတယ်။ skin tone ကိုလည်းပို့ပြီးတော့ကောင်းစေတယ်။ဂလူတာကဒီ body ရဲ့ပေါ့နော် immune system ကို boost လုပ်ပေးတာက skin မှာလည်းတွားပြီးတော့ positive impact ကိုရရှိစေပါတယ်။ဒေါက်တာ David ချက်ရေးထားတဲ့စာတမ်းလေးမှာဆိုလို့ရှိရင်ဂလူတာကတဲ့ skin မှာရှိတဲ့ဒီအဆိပ်တောက်တွေကိုပေါ့နော်ဖယ်ရှားပေးလိုက်ခြင်းအပြင် skin ကိုကျန်းမာနုပြိုတဲ့ look ကိုတဲ့ရရှိစေပါတယ်တဲ့ပြောရလို့ရှိရင်ဂလူတာတို့ vitamin C တို့ vitamin E တို့တွေကပေါ့နော်ကျမတို့ရဲ့ skin နဲ့မကဘူးသပင်းတို့ခြေသေးလက်သေးတွေကိုပါကောင်းစေတဲ့ super ingredient တွေပဲဖြစ်ပါတယ်ဒီဂလူတာဆေးပလက်မှာဆိုလို့ရှိရင် vitamin C vitamin E တို့လည်းပါဝင်ပါတယ်။ဒါအပြင် biotin လည်းပါဝင်ပါတယ်။ biotin ပါဝင်မှုကတော့အရင်မများပါဘူး။နောက်ပြီးဂလူတာဆေးပလက်မှာကျမတို့ရဲ့ skin ကိုရေဓာတ်ပြည့်ဝနေစေဖို့ရအတွက်လုပ်ပေးတဲ့ hyaluronic acid လည်းပါဝင်ပါတယ်။ hyaluronic acid က skin ကိုခြောက်တာကျန်းတာတွေကိုသူကမဖြစ်စေဘူး။အရေးအကြောင်းတွေကိုလည်းလျှော့ချစေ